Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဝတ်သားနနသီးလေးချက်ပါမယ်ခုအရသာအတွက်စနစ်မုတ်တစ်စုံထည့်ပါမယ်အချိုမုတ်နှစ်စုံထည့်ပါမယ်တကြားတစ်စုံထည့်ပါမယ်စက်သားမုတ်တစ်စုံထည့်ပါမယ်ကျွန်တော်ငွေကောင်းမုတ်အနေငယ်ထည့်ရပါမယ်နောက်ပြီးငံပြားကြီးအနေငယ်ထည့်ပါမယ်ပဲစီအနေငယ်ထည့်ရပါမယ်ပြီးရင်တော့အရသာဝင်အောင်ကျွန်တော်တို့တမအောင်တရားလေးနယ်ပေးရပါမယ်နောက်ထပ်နန်းစီအနေငယ်ထည့်ပါမယ်ရုပ်တိစီတက်ဖို့အတွက်စီတက်တဲ့နေရာမှာစနစ်မှုအနေငယ်ထည့်ပြီးတော့ရုပ်လေးကိုစီတက်ပါမယ်ကျွန်တော်ထောင်းထားတဲ့စစ်သွန်ဒီစစ်သွန်ဖြူကိုစီခဲတက်ပါမယ်စီတက်ထားတာလေးအနက်မွေးလာပြီဆိုရင်ကျွန်တော်တို့ဆိုတော့အရသာနေထားတဲ့ဝတ်သားထည့်လို့ရပါပြီပြီးရင်တော့ဝတ်သားကိုလောအောင်ခဏလေးစီတက်ပေးပါမယ်ဒီအတုံးလေးတုံးထားတဲ့နနသီးကိုထည့်ပါမယ်အခုအနက်မွေးလေးရအောင်ကျွန်တော်တို့မဆလာလေးအနည်းငယ်ထည့်ပါမယ်ကျွန်တော်တို့အခုဝတ်သားနဲ့နနသီးနူးအင်းနေအောင်ချက်ရမှာမို့ရေအပြည့်ထည့်ပါမယ်ခဏလေးမွေထားပြီးတော့အဖော်အုပ်ရလိုက်ပါအခုဆိုရင်တော့ဟင်းရည်ဆူလာပါပြီဒါပေမဲ့ကျွန်တော်တို့ဟင်းရည်တစ်ဝက်လောက်ကြာအောင်ထပ်တက်ပေးရပါမယ်အခုလိုနေထားဆိုရင်တော့ကျွန်တော်တို့ဝတ်သားနနသီးချက်လေးစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီအခုဆိုရင်တော့မဆလာနဲ့မွေးလေးနဲ့ဝတ်သားနနသီးချက်လေးတစ်ခွက်ရပါပြီခင်ဗျာ